ကဲအားလုံးပဲမင်္ဂလာပါမင်းသားကြီးတူတီ channel ကနေကြိုဆိုပါတယ်မနေ့ပြန်ရေလို့မဟုတ်ဘောเนาะအခု12နာရီကျော်ပြီဆိုတော့ဒီနေ့ပေါ့ဒီနေ့လို့ပြောပါဦးဒီနေ့တောက်ကြနေအတွက်ပေါ့เนาะကလနာကြည့်ရတာတော့เนาะပြောမယ်ဂျောင်ပိတ်တွေ့တာကလနာစစ်ကြည့်တာပေါ့เนาะအဲ့တော့ဒီမြားလေးနဲ့ပဲပြလိုက်မယ်မြားလေးနဲ့ပဲပြလိုက်ပါမယ်လို့เนาะညာလေးနဲ့ပဲပြလိုက်ပါမယ်ကျွန်တော်တို့ဒီပါခေါ်မယ်ညာထိတ်လေးနဲ့ကြည့်ပေါ့နော်ကျွန်တော် live မလွှင့်တော့ပါဘူးเนาะ live လွှင့်လို့ရှိရင်အခုနောက်ပိုင်းတူတီ live လွှင့်လို့ရှိရင်အကောင့်ဘန်ခံရတယ်အဲ့ဘယ်လို့မှအဆင်ပြေမှာမဟုတ်အကောင့်ပိတ်ခံရတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုအနေနဲ့ပဲတင်ပေးလိုက်ပါရလို့เนาะကျွန်တော်ဒီမြားထိတ်လေးကိုကြည့်ပါမယ်ကျွန်တော်တို့ဒီမှာ content တွေ့လားဒီနောက်ကတစ်ကယ်ဒီတောက်ကြနေမနဲ့ထွက်တဲ့9ရဲ့တစ်ကယ်ပေါင်းလိုက်မယ်ဆိုလို့ချင်း6ပေါ့နော်အဲ့6ကသူ့ရဲ့ power 6တစ် break ကနောက်ပတ်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာတစ် break ရဲ့6 break ရဲ့ဆင်းပေးသွားတယ်နော်အဲ့ဒါလိုပဲဒီမှာတမူပေါ့နော်အဲ့ဒါတမူတစ်ချက်မှတ်ထားပြီပါဒီမှာတစ်ကယ်ခွန်ရဲ့ပေါင်းလို့ချင်း8ဆိုတော့နောက်ဘက်မှာ83 break ကဆင်းပေးရမယ်ဆိုတော့ကျွန်တော်တို့ပြောမယ်ဒီမှာ8 break ဆင်းပေးသွားပါတော့ဆိုတော့ဒီနောက်တစ်ခုကဒီမှာ9ရယ်4ရယ်နော်9ရယ်4ရယ်ပေါင်းလိုက်ရှင်9ဆိုတော့9ရဲ့ power 44 9 break ပေါ့နော်နောက်ဘက်ဆင်းပေးရမယ်ဆိုလို့ရှိရင်4 9 break ကဘယ်မှာရှိနေလဲဆိုတော့ဒီမှာ8တက်9 break ဒီမှာ3တက်4 break ဆိုဆင်းသွားတယ်ဒီမှာ2က9ရဲ့ပေါင်းခြင်းက1နော်နှစ်ကဲ9ရဲ့ပေါင်းခြင်းက1ဆိုလို့ရှိရင်1ရဲ့ power 6 break 6 break ကနောက်ပတ်ဆင်းပေးရမယ်ဆိုတော့ဒီမှာ6 break ဆင်းပေးတယ်6 break ဆင်းပေးတယ်နော်အဲ့ဒါလိုပဲဒီမှာတော့တောက်ကြနေယူစရာမရှိဘူးနော်တောက်ကြနေယူစရာမရှိတဲ့အတွက်ကြောင့်မလို့ဒီဘောဟာပဲယူလိုက်မယ်ဒီမှာအနောက်ကနန်းဟိုတုန်းနေ့မနေ့ထွက်တဲ့အနောက်ကနန်းနှစ်ကဲကြာလာပြီးမနေ့ထွက်တဲ့ရှေ့ကနန်း3ည2ရဲ့3ညပေါင်းတော့2ရဲ့power ခွန်နှစ်ခွန် break ကနောက်ပတ်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာခွန် break ဆင်းပေးသွားတယ်နော်အဲ့ဒါလိုပဲဒီမှာ3ညရဲ့3ရဲ့ပေါင်းတော့38 break 38 break ကလည်းဒီမှာ3 break ဆင်းပေးတယ်နော်ဒီမှာ3 break ဆင်းပေးတယ်ဒီမှာ3 break ဆင်းပေးတယ်38 break မှာဒီမှာ9ရဲ့ပေါင်းတော့3ည3ညဆိုလို့ရှိရင်3ညရဲ့ power 9 3ည break ကနောက်ဘက်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာဘာဆင်းပေးသွားလဲဆိုလို့ရှိရင်9 break ဆင်းပေးသွားတယ်နော်ဒီမှာ9 break ဆင်းပေးသွားတယ်ဒီမှာ9 break ဆင်းပေးသွားတယ်ခွန်8ဆိုပြီးတော့အဲ့တော့ဒီမှာ9ရဲ့9ရဲ့ပေါင်းတော့4 9 break ကဒီမှာကျတော့ပိတ်ရက်ဒီခံနေတော့ထားလိုက်တော့နော်ပိတ်ရက်ဒီခံနေတော့ထားလိုက်တော့ဆိုတော့ဒီမှာဒီအောက်ကယူလို့မရတဲ့အတွက်ကြောင့်ဒီဘောကယူမယ်6ကဲ3ညရဲ့ပေါင်း6ကဲ3ညရဲ့ပေါင်းတော့6ရဲ့ power 6 break ကနောက်ပတ်မှာဆင်းပေးရမယ်ဆိုတော့မှာ6 break ဆင်းပေးတယ်ဒီမှာ6 break ဆင်းပေးရနော်ဒီမှာလည်း6 break 2 4ဆို6 break ဆင်းပေးတယ်ဒီမှာ38 break ဆင်းပေးတယ်အဲ့တော့ဒီမှာ3ညရဲ့4ရဲ့ပေါင်းတော့4 9 break ကနောက်ပတ်ဆင်းပေးရမယ်ဆိုတော့ဒီမှာ4 break ဆင်းပေးတယ်နော်ဒီမှာ9 break ဆင်းပေးတယ်9နဲ့ဆိုပြီးတော့အဲ့တော့ဒီမှာ4ဒီနောက်ပိတ်4ရဲ့ဒီမနက်အရှိ9ရဲ့ပေါင်း4ရဲ့9ရဲ့ပေါင်းတော့1 6 break ကနောက်ပတ်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်တို့မှာ6 break ဆင်းပေးသွားရနော်6 break ဆင်းပေးရ6 break ပဲဆင်းပေးသွားတယ်ဆိုတော့ဒီမှာ2ကဲ4ရဲ့ပေါင်းမယ်နောက်ပတ်အတွက်ကို2ကဲ4ရဲ့ပေါင်းတော့6ဆိုတော့6ရဲ့ power 6 break ကလည်းနောက်ပတ်ဆင်းပေးရဆိုတော့ဒီမှာ9တက်ဆင်းပေးရဒီမှာ60ဆင်းပေးရနော်အဲ့တော့ဒီမှာခွန်ရင်9ရဲ့ပေါင်းခြင်း2ဆိုတော့2ရဲ့ power ခွန်2ခွန် break ကနောက်ပတ်ဆင်းပေးရမယ်ဆိုတော့ဒီမှာ compress ဆင်းပေးရဒီမှာ compress ဆင်းပေးရနော်ဒီမှာ compress ဆင်းပေးရโอเคနော်အဲ့တော့ဒီမှာ9ရဲ့4ရဲ့ပေါင်းတော့9 9 break ကနောက်ပတ်ဆင်းပေးရမယ်ဆိုတော့ဒီမှာ9 break 63ဆင်းပေးရပြီးသွားလို့ရှိရင်အဲ့ဒါပဲဆင်းပေးသွားပါတော့9 break တခုပဲဆင်းပေးသွားရဆိုတော့ဒီမှာဒီအပေါ်ပွဲအတွက်ကိုဒီမှာပြန်ကြည့်မယ်ဆိုရင်8ကဲ3ညရဲ့ပေါင်းတော့8
shit ဆိုတာ83 break 83 break နောက်ဘက်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာ10 break ဆင်းပေးရတစ်ခွန်ဆိုပြီးတော့เนาะပြီးသွားလို့ရှိရင်ဒီမှာ99ဆို10 break ဆင်းပေးသွားရယ်เนาะပြီးတော့ဒီမှာခွန်တက်ဆိုပြီး10 break ဆင်းပေးရဒီမှာ26ဆိုပြီး10 break ဆင်းပေးသွားရယ်အဲ့တော့နောက်ဘက်အတွက်ကို3ညရယ်9ရယ်ပေါင်းတော့9ရယ်ပါဝါ3ညဆိုတော့9 3 break ကနောက်ဘက်ဆင်းပေးရမယ်ဆိုတော့ဒီမှာ19 3 break ဆင်းတယ်1 4 5 break ဆင်းပြီးရ4 1 5 break 4 1 5 break ဆင်းတယ်ဒီမှာ6 4ဆိုပြီး3 break ဆင်းပြီးသွားတယ်ဆိုတော့ကနောက်ဘက်အတွက်ကိုယူမယ်ဆို4 4ရယ်ပေါင်းခြင်းက8ရယ်ပါဝါ3 83 break ကနောက်ဘက်ဆင်းပေးရမယ်ဆိုတော့ဒီမှာ1ခွန်ဆင်းပြီးတယ်ဒီမှာ1နှစ်ဆို3 break ဆင်းပြီးသွားတယ်เนาะsorry မှားလို့4ရယ်4ရယ်ပေါင်းတော့9 liquid break liquid break ကနောက်ဘက်ဆင်းပေးရမယ်ဆိုတော့ဒီပတ်မှာတော့မဆင်းပေးပါဘူးဗျဒီပတ်မှာမဆင်းပေးပါဘူးဖောင်းပွဲတစ်ပွဲရှိတာပေါ့နော်ဖောင်းပွဲတစ်ပွဲရှိတယ်ဆိုတော့အဲ့ပဲဒီပတ်အတွက်တွက်မယ်နော်အဲ့တော့6ရဲ့8ရဲ့ပေါင်းတော့4ရဲ့ပါဝါsorry ဗျာ sorry ခုနကျွန်တော်ပြောမှာပါ4ရဲ့4ပေါင်း8ရဲ့ပါဝါ3 break ကနောက်ဘက်ဆင်းမယ်ဆိုမှ1ခွန်ရဲ့1နှစ်ရဲ့နော်ဆင်းပြမပြတ်ဘူး sorry ကျွန်တော်မျက်စိအမြင်ကြီးမှားနေလို့အိတ်ချင်မှုနေဆိုတော့ဒီမှာ6ကဲ8ကဲပေါင်းတော့4 go break နော်4 go break ကဒီဘက်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာ4 break ဆင်းပေးသွား40ဆိုပြီးတော့နော်ဒီမှာ9 4ဆိုပြီး9 break ဆင်းပေးသွားတယ်4 go break ထွက်ပါရနော်ဒီမှာ9ရဲ့6ရဲ့ပေါင်းတော့1ရဲ့ပါဝါ6ဆို1 6 break ကနောက်ဘက်ဆင်းပေးရမယ်ဆိုတော့ဒီမှာပါဆင်းပေးသွားတယ်ဒီမှာ9 6ဆို1 break ဆင်းပေးသွားတယ်9 1ဆို6 break ဆင်းပေးသွားတယ်နော်ဒီမှာ10ဆို1 break ဆင်းပေးသွားတယ်အဲ့တော့နောက်ဒီပေါ်ပွဲအတွက်ကိုဒီမှာ4ရဲ့1ရဲ့ပေါင်းမယ်ဆိုလို့ရှိရင်9 3 break 9 3 break နောက်ဘက်ဆင်းပေးရမယ်ဆိုတော့ဒီမှာ3 break ဆင်းပေးသွားတယ်9နော်အဲ့တခုပဲဆင်းပေးသွားပါတယ်9 3 break ကိုဟုတ်ပြီအဲ့ဒါဆိုရင်3ရဲ့9ရဲ့ပေါင်းလို့ရှိရင်8ရဲ့ပါဝါ3 break ကနောက်ဘက်မှာဆင်းပေးရမယ်ဆိုတော့ဒီမှာ3 break ဆင်းပေးသွားတယ်ဒီမှာ3 break ဆင်းပေးသွားတယ်ပြောမယ်တောက်ကြနေနောက်ဆုံးညနေဈေးမှာဆင်းပေးသွားတယ်ပေါ့နော်3 break အဲ့ဒါလိုပဲဒီမှာ8ရဲ့1ရဲ့ပေါင်းတော့9နော် liquid break ဆိုတော့နောက်ဘက်ဆင်းပေးရမယ်ဆိုလို့ရှိရင်ဒီမှာ63ဆို9 break ဆင်းပေးသွားတယ်နော်4 break ကမဆင်းပေးပါဘူး9 break ကဆင်းပေးသွားတယ်အဲ့တော့နောက်ဘက်တွက်ယူမယ်ဆိုလို့ရှိရင်နှစ်ကယ်9ရဲ့ပေါင်းတော့ခွန်ရဲ့ပါဝါ2 break ကနောက်ဘက်ဆင်းပေးရမယ်ဆိုတော့ဒီမှာ3ညခွန်ရဲ့3 9ရဲ့ဆိုပြီးတော့ခွန် break ရဲ့2 break ရတခါဆင်းပေးသွားတယ်နော်ဆိုတော့ဒီအပတ်အတွက်အခုအပတ်အတွက်ကိုဒီမှာခွန်ရဲ့3ညရဲ့ပေါင်းခြင်းကခွန်ရဲ့3ရဲ့ပေါင်းခြင်းက3ညရဲ့ပါဝါ5 3ည5 break ကအခုချိန်ထိမစင်းသေးဘူးပေါ့နော်3ည5 break ကအခုချိန်ထိမစင်းသေးဘူးဆိုတော့ထားတော့ဒါဒီတမှုကိုစားနဲ့ထပ်မှတ်လိုက်မယ်3ည5 break ပေါ့နော်3ည5 break ရှိမယ်ပေါ့နော်3ည5 break ဟုတ်ပြီဒါတမှုထားဆိုတော့နောက်ထပ်တမှုရှားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာခေါ်မလဲဒီမှာမနက်ထွက်ကနန်းပေါ့နော်တနင်္လာနေ့မနက်ထွက်ကနန်းကအရှိရလုံးက6နော်ညနေထွက်ကနန်းအရှိရလုံးကလည်း6ပဲနော်6ရဲ့ပေါင်းတော့2ဆိုလို့ရှိရင်2ရဲ့ပါဝါနဲ့ခက်ပြန်ယူရမယ်2ရဲ့ပါဝါခွန်2ရဲ့နဲ့ခက်4 2ခွန် break 2ခွန်4 break ကဒီသူ့အပတ်မှာမပြောက်အောင်နော်2ခွန်4 break ကသူ့အပတ်မှာမပြောက်အောင်ဆိုလို့ရှိရင်ဒီမှာ ခွန် break 2ခွန်4 break ကဒီမှာ98 ခွန် break ဆင်းပြီးသွားရနော်ကျွန်တော်ဆက်မပြတော့ဘူး
အဲ့တော့နောက်ပတ်တော့ကြည့်မယ်ဆိုရင်ဒီမှာရှေ့က3ရယ်နောက်က6ရယ်ပေါင်းတော့9အဲ့ဆိုရင်6လေး6 break အဲ့ဘက်ထဲမှာမပြောက်အောင်ဒီမှာ1 8ဆိုဆင်းပြီးသွား9 break နော်ဒီမှာ6 break ဆို9 1ဆင်းပြီးသွားရယ်နော်ဒီမှာ9ဆို9 break ထပ်ဆင်းပြီးသွားရယ်နော်အဲ့တော့6လေး6 break က3ကဆင်းပြီးသွားပါတယ်ဆိုတော့ဒီနောက်ဘက်တော့ကြည့်မယ်ဆိုရင်မနက်ကနန်းထွက်ကနေ3ညညနေထွက်ကနေထိတ်ကခွန်ရ3ညပေါင်းတော့ခွန်ဆိုတော့ခွန်2 3ည break အဲ့ဘက်မှာမပြောက်အောင်ဒီမှာ con break ဆင်းတယ်ဒီမှာ3ည break ဆင်းတယ်နော်ဒီမှာ4-3 con break ဆင်းတယ်မပြောက်ဘူးဆိုတော့နောက်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်မြင်ရလားမသိဘူးနောက်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာမနက်ပိုင်းထွက်ကနေ4ညနေထွက်ကနေ3 4-3ပေါင်းခွန်ပါဝါနဲ့ခွန်နဲ့ခတ်3ညခွန်2 3ည break ကအဲ့ဘက်ထဲမှာမပြောက်အောင်နော်အဲ့တော့ဒီမှာ8 9ဆိုခွန် break ဆင်းပြီးသွားရယ်ဒီမှာ9 3ဆို2 break ဆင်းပြီးသွားရယ်နော်အဲ့တော့နောက်ဘက်အတွက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်9ရယ်ခွန်ရယ်နော်ဒီ9ရယ်ဒီခွန်ရယ်ပေါင်းကြီး6အဲ့တော့6 1 9 break အဲ့ဘက်မှာမပြောက်အောင်ဒီမှာ4နှစ်ဆို6 break ဆင်းတယ်3ည9ဆိုရော9 break ဆင်းတယ်ဒီမှာ3ည6ဆို6 break ဆင်းပြီးရယ်အဲ့တော့6 1 9 break ကလည်းမပြောက်သွားဘူးဆိုတော့နောက်ပတ်တော့ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာမနက်ပိုင်းထွက်ကနေ8ရယ်ဒီနောက်က9ရယ်ပေါင်းတော့ခွန်2 3ည break ကဒီဘက်ထဲမှာမပြောက်အောင်ဆိုတော့ဒီမှာ2 5ဆို con break ဆင်းပြီးရယ်နော်အဲ့ဒီကပဲဆင်းပြီးသွားခွန်2 3ည break ကနော်အဲ့တော့ဒီနောက်ဘက်ကိုကြည့်မယ်ဆိုရင်ဒီမနက်ပိုင်းထွက်တဲ့ခဏ9ညနေပိုင်းထွက်တဲ့ခဏထိတ်က3ည9ရဲ့3ညရဲ့ပေါင်းတော့3ည9ရဲ့3ညရဲ့ပေါင်းတော့9ဆိုတော့9ရဲ့ပါဝါ3ည9ရဲ့နှစ်ခတ်3ဆိုလို့ရှိရင်9 3ည3 break ကဒီပတ်ထဲမှာမပြောက်ဒီမှာ3ည break ဆင်းတယ်နော်ဒီမှာ9 3ညဆို9 break ဆင်းပြီးသွားတယ်ဒီမှာ9လေးဆို3 break ဆင်းပြီးသွားတယ်ခွန်6ဆို3 break ဆင်းပြီးသွားတယ်အဲ့တော့9 3ည3 break ကဆင်းပြီးသွားတယ်နော်ဆိုတော့နောက်ဘက်ကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာမနက်ထွက်ကနေ3ညနေထွက်ကနေ8 3 8ပေါင်းတော့1 6 8 break 1ရဲ့ power 6 1ရဲ့နှစ်ခတ်8 6 8 break ကဒီဘက်မှာမပြောက်အောင်ဆိုတော့4နှစ်ဆို6 break ဆင်းတယ်ဒီမှာ1ခွန်ဆို8 break ဆင်းတယ်နော်6 8 break မှာတွေ့ရတာပေါ့နော်ဒီမှာ9တက်ဆို6 break ဆင်းပြီးပါတယ်သူ့ဘက်မှာမပြောက်အောင်ဆိုတော့ဒီဘက်ကတော့ဖောင်းရက်ကြီးခံနေဆိုတော့ထားလိုက်တော့နော်ထားလိုက်တော့ပြတ်တယ်လည်းမဟုတ်ဘူးပေါ့နော်ဖောင်းရက်တွေက3ရက်ပြတ်သွားတော့ပြတ်တယ်လို့ပြတ်သွားတာပေါ့ဆိုတော့ဒီဘက်အတွက်ကိုကြည့်မယ်ဆိုရင်3ရက်5ရက်ပေါင်းကြီးက8ရက်ပါပါ3 8နှစ်ခတ်1 8 3 1 break မပြောက်အောင်ဆိုတော့ဒီမှာ9 3ဆို8 break ဆင်းပြီးရယ်နော်ဒီမှာ3ရက်8ဆိုရ8 break ဆင်းပြီးရယ်အဲ့တော့8 3 1 break ကမပြောက်ပါဘူးနော်ဆိုတော့နောက်ဘက်ကိုဆက်သွားမယ်နောက်ဘက်ကိုဆက်သွားမယ်ဆိုတော့ဒီပေါ်ဘက်ကိုရောက်သွားပြီဒီပေါ်ဘက်ကိုရောက်သွားပြီဆိုတော့ဒီမှာမနက်ပိုင်းထွက်တဲ့ခဏ2ဒီမှာ3ညအဲ့တော့2ပေါင်းချင်း2ဆိုလို့ရှိရင်2ခွန်4 break သူ့ဘက်ထဲမှာမပြောက်အောင်ဆိုတော့3ညခွန်ဆင်းတယ်နော်ဒီမှာ4 3ည4ဆိုဆင်းတယ်2ခွန်4 break မှာ3ညခွန်နဲ့ခွန် break နဲ့4 break ဆင်းပြီးသွားပါတယ်နော်ဆိုတော့အဲ့အောက်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်အောက်ကတစ်ဘက်ကိုပြောရနော်ဒီမှာ4ရယ်3ညရယ်ပေါင်းညာ4နော်4 9 2 break ကအဲ့ဘက်ထဲမှာမပြောက်ကောက်ဆိုတော့4 9 2 break မှာဘာကြီးထွက်သွားလဲ3 1ဆို4 break ထွက်သွားတယ်6 8ဆို4 break ထွက်သွားတယ်နော်အဲ့ဒါပဲပေါ့ထွက်သွားတာဟုတ်ပြီအဲ့ဒါသူ့ရဲ့အောက်ဘက်ကိုသွားမယ်အောက်ပင်ကိုသွားမယ်ဆိုလို့ရှိရင်ခွန်ရပေါင်းခြင်းမနဲ့ထွက်တဲ့ခွန်ရရင်းတွေထွက်တဲ့ထိတ်ခွန်ရပေါင်းခြင်းက14 4ဆိုလို့ရှိရင်4ရဲ့ power 9 4ရဲ့နှစ်ခတ်2 4 9 2 break ကမပြောက်အောင်ဆိုလို့ရှိရင်9 4ဆိုပြီး9 break ဆင်းပြီးသွားတယ်နော်အဲ့ဒီကူကဆင်းပြီးသွားတယ်မပြောက်ဘူးပေါ့နော်အဲ့တော့နောက်တစ်ပတ်ကိုသွားမယ်ဆိုလို့ရှိရင်9ရဲ့2ရဲ့ပေါင်းနော်9ရဲ့2ရဲ့ပေါင်းခြင်းခွန်ဆိုတော့ခွန်2
တုံညာ break အဲ့ဘက်ထဲမှာမပြောက်ကဘူးဒီမှာ complete ဆင်းပြီးတစ်ချောက်နော်ဒီမှာတစ်ချောက်ဆို complete ဆင်းပြီးရနော်ဟုတ်ပြီအဲ့ခုဆင်းပြီးပါအဲ့တော့နောက်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်6ကဲ9ရဲ့ပေါင်းညာ9တုံညာ3 break ကအဲ့ဘက်မှာမပြောက်ကဘူးဆိုတော့မှာ9တုံညာထင်တယ်3ညာ50နဲ့3ညာ50နဲ့3နှစ်ဆင်းနဲ့5 break နော်အဲ့တော့မပြောက်ပါဘူးเนาะဒီတစ်လဲဆင်းတယ်5 break ဒီပဲလှိမ့်ဆင်းသွားတယ်ဟုတ်ပြီအဲ့တော့နောက်တစ်ပတ်ကိုသွားမယ်ဆိုတော့တစ်ကဲ9ရဲ့ပေါင်းတော့3ညရဲ့နဲ့ပါဝါ9 3ညရဲ့နဲ့ခက်ခွန်3ည5ခွန် break ကမပြောက်အောင်ဒီမှာ9 3ညဆိုဆင်းပြီးသွားเนาะဒီမှာ2 8ဆို3ည break ဆင်းပြီးသွားเนาะဟုတ်ပြီလားဒီမှာ con break ဆိုဆင်းပြီးသွားတယ်3ည5 con break ကအကုန်ဆင်းပြီးသွားပါတယ်လို့နော်အဲ့တော့ဒီနောက်ဘက်ကိုကြည့်မယ်ဆိုရင်ခွန်ရဲ့4ရဲ့ပေါင်းခြင်းက168 break ကဒီဘက်မှာမပြောက်ကဘူးအဲ့တော့ဘာဆင်းပြီးသွားလဲဒီမှာ6 break 4နှစ်ဆိုဆင်းပြီးသွားတယ်38 1 break ဆိုဆင်းပြီးသွားတယ်33ဆို6 break ဆင်းပြီးသွားတယ်3ည8ဆိုရ10 break ဆင်းပြီးသွား168 break ကအကုန်ဆင်းပြီးသွားပါတယ်နော်ဆိုတော့ဒီမှာခွန်ရဲ့တစ်ကယ်ပေါင်းခြင်းဟာ8အဲ့တော့8ရဲ့ပါဝါ3 8ရဲ့နှစ်ခတ်1 831 break ဒီမှာ1နှစ်ဆို3 break ဆင်းတယ်9နှစ်ဆို1 break ဆင်းပြီးရယ်9နှစ်ဆို1 break ဆင်းပြီးရယ်နော်831 break ဆင်းပြီးပါရယ်လို့နော်မပြောက်ပါဘူးအဲ့တော့ဒီမှာ9ရဲ့ခွန်ရဲ့ပေါင်းခြင်း2ခွန်4 break 2ခွန်4 break ကဒီမှာကြည့်16ဆို4 break ဆင်းတယ်40ဆိုရယ်4 break ဆင်းပြီးရယ်နော်နှစ်ခွန်4 break ကအဲ့တော့အဆင်ပြေပါရနော်နောက်ဘက်ကိုကြည့်မယ်ဗျာဒီမှာမနက်ပိုင်းထွက်တဲ့6ထိပ်ပေါ့နော်ပြီးတော့ဒီမှာညနေပိုင်းထွက်တဲ့ထိပ်2 6နဲ့2ရဲ့ပေါင်း8ပါဝါ3 8နှစ်ခတ်1 831 break ကအပြောက်ကဆိုဒီမှာ2 1ဆိုရ3 break ဆင်းတယ်8 5ဆိုရ3 break ဆင်းတယ်နော်831 break ကဒီမှာ1ခွန်ဆို8 break ဆင်းပေးသွားတယ်ဒီမှာ4 4ဆို8 break ဆင်းပေးသွားတယ်ဒီမှာ9 6ဆို1 break ဆင်းပေးသွားတယ်ဒီမှာ9 4ဆို3 break ဆင်းပေးသွားတယ်831 break ကဂုံဆင်းပေးသွားတယ်နော်အဲ့တော့နောက်ဘက်ကိုသွားမယ်နောက်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ2ဒီမှာ4ရဲ့4ရဲ့ပေါင်းရင်6နော်အဲ6ရဲ့ power 6နဲ့ခတ်9 619 break ကဒီမှာမပြောက်ကဘူးဆိုတော့အဲ့တော့ဘာဆင်းပေးသွားလဲဒီမှာ9ခွန်ဆို6 break ဆင်းပေးသွားတယ်နော်အဲ့ဒီခုပဲဆင်းပေးသွားတယ်ဟုတ်ပြီအဲ့ဒါနောက်ဘက်ကိုသွားမယ်ဆိုတော့ဒီမှာမနေ့ထွက်တဲ့2ထိပ်ကညနေထွက်တဲ့2ထိပ်ကပေါင်းခြင်း4 9 2 break ကမပြောက်အောင်ဒီမှာ4 3ညာထွက်တယ်6 8ဆို4 break ထွက်တယ်နော်အဲ့တော့4 break ပဲဆင်းပြီးသွားမပြောက်ဘူးပေါ့နော်အဲ့တော့ဒီမှာတင်လင်းလာနေဟာယူစရာမရှိဘူးနော်တင်လင်းလာနေဟာယူစရာမရှိတဲ့အတွက်အင်္ဂါနေ့ဟာကိုယူမယ်အင်္ဂါနေ့မနေ့ထွက်တဲ့ကန6ညနေထွက်တဲ့ထိတ်က3ဆိုတော့6ရဲ့3ညပေါင်းတော့9ရဲ့ပါဝါ4 9ရဲ့နှစ်ခတ်6ဆိုတော့6 4 6 break ကမပြောက်အောင်ဆိုတော့ဒီမှာ6 3ဆိုရင်9 break ဆင်းပေးသွားတယ်နော်6 4 6 break မပြောက်အောင်ဆိုတော့ okay အဲ့တော့ဒီဘက်ကတော့ဖောင်းရကြီးခံနေဆိုတော့မယူတော့ဘူးဗျာနော်ဖောင်းရကြီးခံနေတော့မယူတော့ပါဘူးဆိုတော့အခုအပတ်ပွဲစဉ်ကိုကြည့်ရမယ်ဆိုလို့ရှိရင်9ထိပ်တွေ့ရနော်ဒီမှာညနေပိုင်းလဲ9ထိပ်9ရဲ့ပေါင်းခြင်းနော်3ညအဲ့တော့3ညရဲ့ပါဝါ9 3ညရဲ့နက်ခတ်က9နော်အဲ့တော့နောက်ထပ်တမူရေးရမယ်ဆိုလို့ရှိရင်နောက်ထပ်တမူရေးရမယ်ဆိုရင်3ည5 3ည5ခွန် break ပေါ့နော်3ည5ခွန် break ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ခင်းအောင်လေးနဲ့သတ်မှတ်လိုက်ပြန်မြင်ရလားမသိဘူး3ည5ခွန် break ဟုတ်ပြီအဲ့တော့ပြောမယ်ဆိုရင်တော့
ဒါလေးမြင်တွေ့လို့ပြစ်လာပြတာပေါ့နော်35 break ကြီးကအပေါ်အောက်ကောတူနေဒီ complete ကအနေနဲ့တခုကကွဲထွက်နေတာပေါ့နော်အဲ့တော့ဒီနေ့ကပြောမှဆိုလို့ရှိရင်ဒီနေ့တောက်ကြံနေတရက်စာအဲ့ဒါပဲစင်းပေးလာနိုင်မယ်ထင်တယ်ပေါ့နော်စင်းပေးလာနိုင်မယ်လို့ထင်တယ်အဲ့တော့မနေ့ပြန်အတွက်ကိုကျွန်တော်ဘိုင်းတစ်လုံးပေါ့နော်ဘိုင်းတစ်လုံးကိုကျွန်တော်ဒီမှာတော့မချပြတော့ဘူးကျွန်တော်ရဲ့ Viber GB ရှိရဗျ Viber channel YouTube မှာလည်းကျွန်တော် post မှာလည်းအဲ့ Viber channel ရဲ့ဟိုပါပေါ့ link ချပေးတာအဲ့မှာလည်းဝင်ယူပြီးတော့ Viber channel လာ join လာလို့ရတယ်เนาะကျွန်တော်မနေ့ကလည်းချင်း site နဲ့တကွာကျွန်တော်အဲ့ Viber channel မှာကျွန်တော်ဘိုင်းတစ်လုံးတင်ပေးထားပါမယ်လို့เนาะ key လည်းတင်ပေးထားပါမယ်အဲ့key တို့ဘိုင်းတို့နဲ့တွဲပြီးတော့ဒီ35 break ကိုပေါ့เนาะဆွဲထုတ်ပြီးတော့မနေ့ပြန်နေကုန်ထိုးလို့ရသေးတယ်အဲ့လေးသိအောင်လို့ကျွန်တော်လာတက်ပြတာပါလို့เนาะ live တော့မလွှင့်တော့ဘူးဗျဘာလို့ live လွှင့်တော့ကြနေအကောက်ဘန်းခံထိနေမှာဆိုလို့ဗီဒီယိုလေးနဲ့ပဲတင်ပေးလိုက်ပါလေလို့เนาะကဲအားလုံးပဲ morning ပါဗျ morning เนาะအခုဘယ်နာရီရှိသွားပြီလဲဆိုတော့တနာရီကျော်ပြီဆိုတော့ morning ပေါ့เนาะဟုတ်ပြီအဲ့လေးကျွန်တော်လာတက်ပြတာပါလို့เนาะကဲအားလုံးပဲတက်တာပါလို့เนาะခံကောင်းကြပါစေ